Hello အားလုံးပဲမင်္ဂလာပါဗျဒီခါတော့ကျွန်တော်ဗာလေးလောက်ပြသွားမလဲဆိုရင်တော့ကျွန်တော်တို့အမိုးချင်ဆက်3နည်းလေးပဲဖြစ်ပါတယ်ဒီအမိုးချင်ဆက်3နည်းလေးကတော့ဒါကတော့ကျွန်တော်တို့ဒါအရက်တို့ဘီယာတို့အမီးဆိုလို့ရှိရင်တော့ okay ပေါ့နော်အမိုးချင်ဆက်3နည်းလေးကိုဘယ်လိုသုံးမလဲဆိုတာကျွန်တော်နဲ့အတူလိုက်ကြည့်ကြမယ်ဗျ okay let's go okay ကျွန်တော်တို့အမိုးတစ်ထုပ်ကိုဝယ်လိုက်မယ်ဗျအမိုးတစ်ထုပ်ဝယ်ပြီးရင်တော့ကျွန်တော်တို့အဲ့အမိုးကဖင်ပိုင်းကိုအခုလိုမျိုးကျွန်တော်တို့ဓာတ်နဲ့လှိထုတ်ပြလိုက်မယ်အဲ့လိုမျိုးဖင်ပိုင်းကိုလှိထုတ်ပြီးဆိုရင်တော့ကျွန်တော်တို့အမိုးကိုအခုလိုမျိုးပူးနေတဲ့ဟာလေးတွေကိုကျွန်တော်တို့ခွဲထုတ်ရမှာဖြစ်ပါတယ်အဲ့လိုမျိုးတစားစီခွဲထုတ်ပြီးရင်တော့ကျွန်တော်တို့ဇလုံးထဲကိုထည့်ပြီးတော့မှရေတန့်စင်အောင်ဆေးလိုက်မယ်ဗျတဲတွေပါပြောင်းသွားပါတော့ရေတန့်စင်အောင်ကျွန်တော်တို့အခုလိုမျိုးဆေးလိုက်မယ်ခုလိုမျိုးရေတန့်စင်အောင်ဆေးပြီးဆိုရင်တော့ကျွန်တော်တို့ဇလုံးတစ်ခုတည်းကိုရေဆေးပြီးတော့မှကျွန်တော်တို့ထည့်ထားလိုက်မယ်ဗျရေနိုးအိုးလည်းတည်ထားရမှာပေါ့နော်အမိုးပြုတ်ဖို့အတွက်ကျွန်တော်တို့ရေနိုးအိုးတည်ထားတဲ့အချိန်မှာခုလိုမျိုးရေလေးစစ်ထားလိုက်မယ်ဗျဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမိုးတော်တဲ့ထဲဖို့အတွက်ကြက်သွန်နီနှလုံးကိုအသုံးပြုမှာဖြစ်ပါတယ်ကြက်သွန်နီလေးတွေကိုပါလှီးပြီးတော့မှကျွန်တော်တို့ပကံတစ်ခုတည်းကိုအစင်သင့်ထည့်ထားလိုက်မယ်နော်ကြက်သွန်နီလေးလှီးပြီးဆိုရင်တော့ကြက်သွန်နီပါလှီးသလိုပဲကျွန်တော်တို့နန်နမင်းလေးတွေကိုကျွန်တော်တို့နို့အဲ့လိုမျိုးလှီးထားလိုက်မယ်ဗျဟုတ်ကဲ့အခုဆိုလို့ရှိရင်ကတော့ဒါအမိုးပြုတ်ဖို့အတွက်ရေနိုးကလည်းစူးလိုက်ဖြစ်တဲ့အတွက်ကျွန်တော်တို့အမိုးတွေကိုထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်အမိုးတွေကိုအခုလိုမျိုးကျွန်တော်တို့ထည့်ပြုတ်လိုက်မယ်နော်အမိုးလေးနူးလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရေစစ်တဲ့စကားတွေကိုအကုန်လုံးလောင်းထည့်ပြီးတော့မှရေစစ်ထားလိုက်မယ်နော်အဲ့လိုမျိုးအမိုးရေစစ်ထားတဲ့အချိန်မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ကြက်သွန်ဖြူရယ်ငရုတ်သီးရယ်ကိုကျွန်တော်တို့လှော်ပြရမှာဖြစ်ပါတယ်ဗျဒါကတော့ဂိုင်းမအောင်ပေါ့နော်ဂိုင်းမအောင်ကျွန်တော်တို့ငရုတ်သီးကိုအခုလိုမျိုးနည်းနည်းလေးမှုေးလာတဲ့အထိကြက်သွန်ဖြူလည်းမှုေးလာတဲ့အထိကိုကျွန်တော်တို့လှော်ပြရမှာဖြစ်ပါတယ်ဟုတ်ကဲ့အမိုးတုတ်ထဲကိုထည့်ဖို့အတွက်အထက်ကလိုအပ်တာတော့ကျွန်တော်တို့ဗာလဲဆိုတော့ငပိပေါ့နော်ငပိကိုမီးဖို့ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့နိုင်ငံခြားမှာဆိုတော့ငပိကိုအခုလိုမျိုးစုံးမှာကတ်ပြီးတော့အခုလိုမျိုးမီးကင်လိုက်တာဖြစ်ပါတယ်ဗျခုတော့ဒါကတော့ကျွန်တော်မြင်တွေ့နေရတော့အမိုးတုတ်ဖို့အတွက်ပြင်ဆင်ထားတဲ့အရာတွေဖြစ်ပါတယ်အထက်ကအရေးကြီးရတော့ပစုံကြောက်ပေါ့နော်ပစုံကြောက်နဲ့ငယ်ထောင်းပြီးတော့ထည့်ရမှာဖြစ်ပါတယ်ဟိုကတော့ကျွန်တော်တို့စောစောလှော်ထားတဲ့ငရုတ်သီးနဲ့ကြက်သွန်ဖြူလှော်ထားတာကိုထောင်းထားဖြစ်ပါတယ်ဒါကတော့အမိုးကိုညှစ်ထားဖြစ်ပါတယ်ဗျနာနာမည်ပွားလှိထားတာပါမယ်ငပိမီးဖုတ်ထားပါမယ်ဗျကြက်သွန်ဖြူပွားလှိထားပါမယ်တံမြာသီးတစ်လုံးပါမယ်ဗျအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမိုးတုတ်တာကိုဘယ်လိုတုတ်မလဲဆိုတော့ကျွန်တော်တို့ဆက်လက်ကြည့်ရအောင်ဗျ okay let's goအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အမိုးလေးကိုစတုတ်ကြအောင်ဗျစောစောပါလှိထားတဲ့ကြက်သွန်ဖြူတွေကိုကျွန်တော်တို့အရင်ဆုံးထည့်လိုက်မယ်ဗျကြက်သွန်ဖြူထည့်ပြီးရင်တော့ကျွန်တော်တို့ငရုတ်သီးပေါ့နော်ငရုတ်သီးနဲ့ကြက်သွန်ဖြူနဲ့လှော်ထားတဲ့ထောင်းထားတဲ့အားတွေကိုအကုန်လုံးကျွန်တော်တို့ခုလိုမျိုးထည့်လိုက်မယ်ဗျအဲ့ဒါထည့်ပြီးရင်တော့ကျွန်တော်တို့ငပိမီးဖုတ်ပေါ့နော်ငပိမီးဖုတ်ထားတာကိုကျွန်တော်ထည့်လိုက်မယ်ကျွန်တော်တို့မီးကင်ထားဖြစ်ပါတယ်အဲ့ဒါပြီးရင်တော့ပစုံကြောက်ပေါ့နော်ပစုံကြောက်ထောင်းထားတာအနည်းငယ်ထည့်လိုက်မယ်ဗျပစုံကြောက်ကလည်းမပေါအောင်ဖြစ်ပါဗျအဲ့ဒါပြီးရင်တော့ကျွန်တော်တို့နန်နမင်ပေါ့နော်နန်နမင်နို့ဆင်းထားတွေကိုလည်းအကုန်လုံးထည့်လိုက်မယ်နော်အကုန်လုံးကြောထည့်လိုက်မယ်ပြီးရင်တော့ကျွန်တော်တို့အရသာထည့်ပါမယ်ကျွန်တော်တို့အသားမုံအရင်ဆုံးထည့်ပါမယ်ဗျသားမုံထည့်ပြီးရင်တော့ကျွန်တော်တို့စားထည့်ပါမယ်ဗျဒါကတော့အပေါ့ငါကတော့ကိုယ့်အနေကိုချင်းစားပြီးတော့ထည့်ကြပါတော့နော်အဲ့ဒါဆိုလို့ရင်တော့ကျွန်တော်တို့နောက်ဆုံးမှာကျွန်တော်စီပေါ့နော်စီအနည်းငယ်ဆန်းလိုက်မယ်နော်အများကြီးဆန်းစရာမလိုပါဘူးစီဆန်းပြီးရင်တော့ကျွန်တော်တို့အချင်းအတွက်ကျွန်တော်တို့တံမြာသီးကိုညှစ်ထည့်မှာဖြစ်ပါတယ်တံမြာသီးကတော့ဒါကတော့အချင်းပေါ့ကိုယ့်အနေကိုကြိုက်တယ်လို့မျိုးညှစ်ထည့်နိုင်ပါတယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့အားလုံးကိုကျွန်တော်ငပိတွေကိုလည်းကြေသွားအောင်အားလုံးကိုသမသွားအောင်အရသာတွေအကုန်လုံးနှံ့သွားအောင်ကျွန်တော်တို့အခုလိုမျိုးနယ်ပြရမှာဖြစ်ပါတယ်အမို့တော့ကျွန်တော်တို့အဓိကလိုအပ်တာကတော့ပစုံကြောက်ရေးကြည့်ပါတယ်ဗျအဲ့ဒါဆိုလို့ရှိရင်တော့အခုမြင်တွေ့နေရတော့ဒါကျွန်တော်တို့အမို့သုံးလေးဖြစ်ပါတယ်အခုကတော့အမို့လေးတုတ်ပြီးသွားဖြစ်ပါတယ်ဗျဒါကတော့အင်မတန်မှစားကောင်းတဲ့ကျွန်တော်တို့အမို့ချင်းဆက်တုတ်လေးဖြစ်ပါတယ်ဗျကျွန်တော်ချင်းဆက်တုတ်တာပေါ့နော်ချင်းကန်ဆက်မဟုတ်ပါဘူးချင်းဆက်တုတ်တာဖြစ်ပါတယ်ဗျထမင်းစားဖို့အတွက်ကျွန်တော်တို့ဂရွင်းပြက်နေတဲ့သူတွေအတွက်ဒီချင်းဆက်တုတ်လေးကိုတုတ်ပြီးတော့စားလို့ရပါတယ်ဗျဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တုတ်ထားတဲ့ဒါအမို့ချင်းဆက်တုတ်လေးကိုကျွန်တော်မြည်ကြည့်လိုက်မယ်နော်အပေါ့ငံအိုးရတာတော့ရှယ်ပဲဗျာရတာတော့တကယ်မိုက်တယ်အဲ့ချင်းဆက်တုံးလေးကတော့အရက်ဘီယာနဲ့ဆိုကွက်တီပဲโอเคအဲ့တော့လေဘာတွေလောက်ပြသွားမလဲဆိုတာကိုကျွန်တော် YouTube channel ကို subscribe လုပ်ပြီးတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးဗျာတတာဘိုင်ဘိုင်